တာတို့ချင်းချင်းဆရာအဲ့ဒါဟောဆရာကြီးမကိစ္စလေးရှိလို့ဝင်လာခဲ့မယ်နော်ဆရာအေးလာပြောပြီလာဒီလေးလာဟုတ်ဘာကိစ္စတိုင်းကိစ္စတော့ဒီကောင်လေးကိစ္စတဟာလူရှင်တော်ဝါသနာပါလို့တဲ့ဖြစ်နေတာငငယ်လေးတဲ့ကွာလူရှင်တော်နဲ့တူအောင်မွန်တားကြီးတွေညက်လာတာအယောဒီမှာညက်အောင်မြေလေးကြီးအောင်လို့ငါဘာလုပ်ပြပုံစံတော့တော်လက်ပဲလူရှင်တော်ဝါသနာပါလို့တဲ့ဒါကိုလာပြောတယ်နဲ့ဒါဆရာကြီးမှလိုက်အပ်ပေးမယ်ဆိုဆရာကြီးလာအပ်တာပြောကိုသိန်းသူကျွန်တော်တို့ရဲ့ဆရာကိုကြီးရဲ့ဆရာဟုတ်ကဲ့သူကလူရှင်တော်ပညာနဲ့မုံကြီးလိုချင်တဲ့ပညာအကုန်သင်ပေးလို့ရအကုန်တက်တကယ်ကြားဘူးလေကျွန်တော်ဆရာကိုတို့ရဲ့ဆရာတင်တာဆိုသဘောပေါက်ပေါ်ကြီးလေနော်ညီလေးလေးမနေကိုကြီးစီအပ်ခဲ့အောင်မယ်ညီလေးလေးနှုတ်ဆရာကြီးလိုကိုကြီးသွားလိုက်အောင်မယ်နောက်ပြီးတော့မင်းတို့ဒီနေ့ဘယ်မှာလို့ဒီနေ့တော့ညီလေးဆိုင်းနဲ့ရောက်သွားကိုကြီးအဲ့ဒီကောလို့ဒီမှာအပ်ခဲ့လိုက်မယ်နော်ကိုကြီးတော်စိတ်ချမယ်နော်ညီစိတ်ချတယ်ကြားမယ်နော်သွားပြီတော့မယ်နော်ဆရာတော်မယ်နော်အေးပါလူရှင်တော်တင်မလို့ဟုတ်ကဲ့နာမည်ဘယ်လိုပေးတာနာမည်ကတော့နင်းနဲ့နန်နဲ့ကြိုက်ပြီးတော့ဖုန်းညမတော့ပေးလိုက်ဆူရှာလူရှင်တော်ပညာဆိုတာကတော့ခတ်တယ်ခက်လို့လာတင်တာပေါ့မခက်မှတော့ကိုယ့်မှာကိုနေမှာပေါ့မဲခက်လို့လာတင်တာလေဆရာလေအဲ့တော့စူးချနော်ဟုတ်ကဲ့ငါပြောချင်တာကလူရှင်တော်ပညာရဲ့ဆိုတာသိလားလူရှင်တော်ပညာရဲ့ဆိုတာကလေယူမျက်နှာမူရမချို့ဖော်ပို့တိမိ၅မျိုးရှိမှတ်ပြီးပြလုံးကောင်းဟုတ်လားလေးလာတော့နောက်တစ်မျိုးရှိသေးတယ်တော်အဲ့လိုပဲတော့နောက်ဆုံးလေးမှတော့လွဲသွားတာလေဦးမျက်နှာမူရမချို့ဖော်ပို့တိမိ၅မျိုးရှိမှတ်တိတွင်ခေါ်လူရှင်တော်ဟုတ်တယ်နော်လေးလာတာဗျာဒါစူးစမ်းတာလေးကအမြဲတမ်းအဲ့တော့လူရှင်တော်ပညာရဲ့ကိုသိတော့ဟုတ်ဘာလို့လူရှင်တော်လောကမှာကွာဆိုင်းလူရှင်တော်ဆိုတာဆိုင်းလူရှင်တော်မှာလည်းပညာရဲ့ဆိုဆိုင်းလူရှင်တော်ရှိတယ်ဗျာအငိမ့်လူရှင်တော်ရှိတယ်ဗျာရုပ်သေးလူရှင်တော်ရှိတယ်ဗျာသူအင်္ဂါရဲ့တည်ရှိဆိုင်းလူရှင်တော်ရဲ့အင်္ဂါရဲ့ဆိုတာကလေရုပ်ဌာနပြလုံးများနဲ့လှုပ်ရှားခန္ဓာအင်္ဂါပြမှန်စွာပြေဝဆိုင်းရောက်တာဟာလားမသိဘူးလေးလာအဲ့လိုလေဘာကွာလေဆရာသမားကြီးသွားတော့မယ်ဆိုဝမ်းတာနေတာအဲ့ဒါကိုချစ်တို့ကိုရွှေဦးစီတို့ကပြောတယ်သူ့ဆရာရှိတယ်တဲ့သူ့ဆရာလေးတဲ့အဲ့ဒါအရန်သင်ပေးတာတဲ့အရန်ကောင်းတယ်တဲ့ဆရာအဲ့လိုမေးလိုက်တဲ့ကောင်ကဖက်ကနေဆိုဒီကောင်လေးချိုးသားပါလားအဲ့လိုဟုတ်ကဲ့လူရှင်တော်အင်္ဂါရဲ့လည်းသိတယ်ဟုတ်ကဲ့လေးလာတာလားဆိုင်းလူရှင်တော်အင်္ဂါရဲ့လည်းသိတယ်လေးလာတာလားတော့ဇက်ရှိတယ်ပေါ့ဟုတ်ဇက်မှာဆို30စကားရှိဟုတ်တပင်းဆလွယ်9ပါးဆိုပြီ။တပင်းစရန်ဆလွယ်9ပါး။တပင်းဆလွယ်9ပါးမဟုတ်ဘူး။ဟုတ်ပါဘူး။တပင်းဆရန်ဆလွယ်9ပါးလည်းဆိုတော့တင်္ဂါယဂယုဏဝီယအတုဘဟတဗရဏကဝိပြန်စာယုတ်ဌာနိဣမေနဝဣကိုပါတော့တဘာယနာတပင်းတေရုစီမတ္တာသိအကောဤလို့လောင်အတိတ်တန်ကကျမ်းအဖိတန်ထဲမှာစုထားခဲ့ဘူးလေမဟုတ်လား။ကိုသိစုရဲ့။ဒီလိုတော့ဟုတ်ကဲ့သွားတော့ပညာသင်သွားလိုက်တော့မင်းလောက်ကိုငါမတတ်ဘူးကွာ哎呦我的妈